အားလုံးသောဆရာဆရာမများနှင့်လေးလာသူများအပေါင်းမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဝေမျှပေးမယ့်အကြောင်းအရာလေးက grade 12စနစ်သစ်သင်ချာမှာပါဝင်တဲ့ chapter 11ခန်းက slicing method နဲ့ပတ်သက်တဲ့ပုံစံတွေဖြစ်ကြတဲ့ example 9 exercise 11.3 မှာပါရှိတဲ့ပုံစံ number 1 number 2 number 3အစရှိတဲ့ပုံစံ၄ပုဒ်တို့နဲ့ပတ်သက်တဲ့ 3D graphic ပုံတွေကို GeoGebra application မှာဆရာဆရာမတို့ကိုယ်တိုင်လေ့လာသူတို့ကိုယ်တိုင်ပြန်လည်ဆွဲသားတတ်စေဖို့အတွက်ကျွန်တော်အသေးစိတ်ဝေမျှပေးသွားမှာဖြစ်ပါတယ်ယခုလိုပြန်လည်ဝေမျှပေးနိုင်ဖို့အတွက်ဒီဗီဒီယိုလေးဖြစ်မြောက်အောင်ကျွန်တော်ကိုအစအစအရာရာသင်ကြားပြသပေးခဲ့ကြတဲ့ဆရာကြီးဦးကမောင်ဝင်းနဲ့ဆရာထက်မြတ်တို့နှစ်ဦးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးတွေကနေပြီးဆရာကြီးဦးကမောင်ဝင်းနဲ့ဆရာထက်မြတ်တို့ကျေးဇူးတင်စကားပြောကြရင်းနဲ့လက်ဆက်ပြထိတ်မှမှုလို့ရှိခိုးကြောပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးစလိုက်ကြရအောင်ဒီကဝေမျှပေးမဲ့ပုံစံလေးက exercise 11.3 မှာပါရှိတဲ့ပုံစံ number 1ရဲ့ပုတ်ခွဲလေး B နဲ့ပတ်သက်တဲ့ပုံဆွဲသားနည်းပဲဖြစ်ပါတယ်ပုတ်ခွဲလေး A နဲ့ပတ်သက်တဲ့ပုံဆွဲသားနည်းကိုလည်းပဲဗီဒီယိုဖိုင်တစ်ခုအနေဖြင့်ကျွန်တော်ဝေမျှခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီပုတ်ခွဲလေး B ကrectangle လေးရဲ့ပတ်လည်နားတန်ဖို့ပေးထားတယ်ဟုတ်ပြီဒါဆိုရင်မူလပုံစံဖြစ်တဲ့ solid G ရဲ့ solid G ကိုကျွန်တော်က cross section နဲ့ပိုင်းပြလိုက်တဲ့အခါမှာရလာမဲ့ rectangle လေးရဲ့ပတ်လည်နားတန်ဖို့က10 unit ရှိတယ်လို့ပုံစံကပေးထားတယ်အဲ့ဒီပုံစံဘေးချက်ပုံမူတည်ပြီးတော့ကျွန်တော်တို့ကစပြီးစဉ်းစားမှာဖြစ်ပါတယ်ပရီမီတာတန်ဖိုးက10ပေးထားတယ်ပတ်လည်နားဆိုတာကအလျား2ခုအပေါင်းအနား2ခုဟုတ်ပြီဒီမှာ length ကျယ် width ကျယ်မှာအဲ့ဒီ2ခုမှာတစ်ခုထပ်ပြီးသိမယ်ဆိုရင်ကျွန်တော်တို့ဆက်ပြီးစဉ်းစားလို့ရပါတယ်ဒါဆိုကျွန်တော်တို့ကပုံလေးဆွဲပြီးစဉ်းစားကြည့်အောင်rectangle ပုံလေးရှိတယ်ဟောဒီအောက်ခြေနားလေးကိုတော့ length လို့ကျွန်တော်ပေးထားတယ်ဒေါင်းလိုက်နားလေးကိုတော့ဒေါင်းလိုက်အမြင့်နားလေးကိုတော့ width လို့ပေးထားတယ်ဟောဒီကောင်လေးက 3D graphic မှာမြင်တွေ့ရမယ့်ပုံစံလေးဖြစ်တယ်အခုကျွန်တော် pointer ထောက်ပြထားတဲ့တတိကံပုံစံလေးဖြစ်နေတဲ့ region base လေးက region လေးကပေါ့နော် solid လို့ခေါ်တဲ့ပုံစံပြထားတဲ့ solid ကြီးရဲ့အောက်ခြေ base လေးဖြစ်တယ်အဲ့ဒီအောက်ခြေ base လေးမှာရှိနေမဲ့ rectangle လေးရဲ့အနားကိုကျွန်တော် length လို့ယူဆထားတယ်ဒေါင်းလိုက်အမြင့်နားကိုတော့ကျွန်တော် width လို့ယူဆထားတယ်တနည်းအားဖြင့်အော်ဒီဒေါင်းလိုက်အမြင့်နားလို့ယူထားတဲ့ width ဒီကျွန်တော်တို့ space ထဲမှာရှိမဲ့ z coordinate တန်ဖိုးတွေ z တန်ဖိုးပေါ့နော်နောက်က z ဝင်ရိုးပေါ်မှာရှိမဲ့ z တန်ဖိုးတွေကိုကျွန်တော်ကစဉ်းစားဖို့အတွက်ကျွန်တော်ကဒီ down line မြင်လေးကို width လို့ယူဆထားပါတယ်ဟုတ်ပြီ length ကျယ် width ကျယ်အဲ့ဒီနှစ်ခုတစ်ခုခုကျွန်တော်ဘယ်လိုရှာမလဲစဉ်းစားကြည့်တဲ့အခါမှာကျွန်တော်တို့ဟောဒီ solid ရဲ့ base ပေါ်မှာရှိတဲ့ rectangle လေးရဲ့အောက်ခြေနားကိုကျွန်တော်ကစဉ်းစားလို့ရပါတယ်တွက်လို့ရနိုင်ပါတယ်ဘယ်လိုတွက်မလဲဆိုတော့ f of x minus g of x ဘုံမို့ g of x minus f of x ဆိုလိုတာက upper cap တွေက lower cap တန်ဖိုးနှုတ်ချင်းအပြင်ကျွန်တော်တို့လိုချင်နေတဲ့ဒီ length ဆိုတဲ့အနားလေးရဲ့တန်ဖိုးရနိုင်ပါတယ်ဟုတ်ပြီ f of x upper cap ကို f of x ပေးရင် f of x တွေက g of x ကိုနှုတ်မယ်ဘုံမို့ lower cap sorry upper cap ကိုကျွန်တော်က g of x အနေနဲ့ပေးကြလို့ရှိရင် g of x ရဲ့ f of x ကိုနှုတ်ပေးရမယ်ဟုတ်ပြီဒီမှာတော့ကျွန်တော်က upper cap ကိုအဓိကတားပေးပြောမှဖြစ်တဲ့အတွက် upper cap ကိုကျွန်တော် f of x ကိုယူဆမယ် lower cap ဖြစ်တဲ့ y equal to 2x ကို lower cap လို့ယူဆမယ်အဲကြောင့်မလို့ y equal to 4လေးကနေပြီးတော့ y equal to 2x ဆိုတဲ့ cap ကိုနှုတ်မယ်အဲဆိုရင် length လေးရဲ့တန်ဖိုး
4 minus 2x ဆိုပြီးရလာပြီအဲဒါပါရမီတာတန်ဖိုးသိတယ် length တန်ဖိုးသိရဆိုကျွန်တော် width တန်ဖိုးဆက်လက်ပြီးတော့တွက်လို့ရပါတယ်အဲဆိုရင်အစားသွင်းပြီးတွက်လိုက်တဲ့အခါမှာကျွန်တော်တို့နောက်ဆုံးကြံရှိနေတဲ့ width ဆိုတဲ့နားလေးရဲ့တန်ဖိုး 1 plus 2x ဆိုပြီးရလာပါပြီအဲ့ဒီ1 plus 2x ဆိုတဲ့တန်ဖိုးဖြစ်တဲ့ width ဆိုတဲ့နားတန်ဖိုးဒီတနည်းအားဖြင့်ပြောရင်ကျွန်တော်က z coordinate တန်ဖိုးကိုရှာထားတဲ့အခါမှာအထောက်အကူပြုမှာဖြစ်တဲ့အတွက်ကျွန်တော်ဂွန်းဆောင်ကမေးလေးနဲ့ကျွန်တော် small letter z လေးနဲ့ကျွန်တော်တွဲဖော်ပြပေးထားပါတယ်တနည်းအားဖြင့်ပြောရင် space ထဲမှာရှိနေမဲ့ x y z coordinate 3ခုနဲ့ z coordinate ကိုတွဲထုတ်လို့ရမယ်နောက်တစ်ခါ z ဝင်ရိုးပေါ်မှာရှိနေမဲ့ x y z coordinate 3ခုတည်းက z coordinate တနည်းအားဖြင့် sorry z ဝင်ရိုးပေါ်မှာရှိနေမဲ့ z coordinate တမှုကိုလည်းပဲကျွန်တော်ကဆက်ပြီးစဉ်းစားလို့ရတယ်ဟုတ်ပြီအခုကျွန်တော်ရှင်းပြခဲ့တဲ့ပထမဆုံး PowerPoint slide ကိုနားလည်ပြီဆိုရင်ဒုတိယ PowerPoint slide ကိုဆက်သွားပါမယ်ဟုတ်ပြီဒါလေးက solid ရဲ့အောက်ခြေ base ဖြစ်တယ်အဲ့ဒီအောက်ခြေ base မှာကျွန်တော်က vertex 3ခုရှိတယ်ဒီကောင် origin မှာဖြစ်တဲ့အတွက် 0,0,0 ဒီကောင် 0,4,0 ဟောဒီကောင်လေးက 2,4,0 ရလာတဲ့ width တန်ဖိုး 1 plus 2x မှာ variable x ပါနေပါသေးတယ်အဲ့ဒီ variable x ကိုနေရာမှာကျွန်တော်တို့ဘာတွေစားသွင်းပြီးတွက်ထုတ်လိုက်ရင် z coordinate တန်ဖိုးတွေရမလဲဆိုတော့ intersection point သို့မဟုတ်ကျွန်တော်တို့ close interval မှာပါတဲ့ x တန်ဖိုးက close interval လို့ခေါ်တဲ့ limit တန်ဖိုးတွေကိုကျွန်တော်ကစားသွင်းပြီးတွက်လိုက်ရင် z coordinate တန်ဖိုးတွေရနိုင်မယ်ဟောပြီးတော့ဆိုရင် intersection point သို့မဟုတ် close interval 0,2 အဲ့တော့ x တန်ဖိုး x coordinate တန်ဖိုး0နေရာမှာရှိတဲ့ point တစ်ခုကိုကြည့်တဲ့အခါမှာဒီမူorigin မှာရှိတဲ့ point ရဲ့ 0,4,0 ဆိုတဲ့ point ရှားပါတယ်အဲ့တော့ x တန်ဖိုး0သွင်းခဲ့လို့ရှိရင် z တန်ဖိုး z coordinate တန်ဖိုးဘယ်လောက်ရလဲဆိုတော့1ရပါတယ်ဒါဆိုရင်ဟောဒီ origin မှာရှိတဲ့ 0,0,0 ကအပေါ်ကိုဒီ unit တက်သွားမယ်ဒီမှာ 0,4,0 ကလည်း z coordinate တန်ဖိုးမှာဒီ unit တက်သွားမယ်ဒါဆိုပုံလေးနဲ့ပြပါမယ် origin က point ရဲ့ z coordinate တန်ဖိုးကဒီ unit ပေါ်မြင့်တက်သွားမယ်နောက်ဒီမှာရှိတဲ့ point လေးရဲ့ z coordinate point ကလည်းပဲအပေါ်ဒီ unit တက်သွားမယ်သဘောတော့ဒီကောင်လေးက space ထဲမှာရှိမဲ့ z coordinate ပြောင်းလဲသွားတဲ့ point လေးပေါ့ဟုတ်ပြီဒါကကျွန်တော်တို့ x တန်ဖိုး0စားသွင်းလိုက်တာ2စားသွင်းတော့မယ်ဆိုရင်ဒီကောင်လေး 2,4,0 ဆိုတဲ့ point လေးကနေပြီး z coordinate ဘယ်လောက်ပြောင်းလဲသွားမလဲဆိုတော့ဒီ equation နဲ့ကိုစားသွင်းတဲ့အခါမှာ z coordinate တန်ဖိုးက5ဆိုပြီးရပါတယ်အဲ့တော့ဒီမှာတော့က 2,4,0 x interval sorry x intersection point ဖြစ်တဲ့2ကို maximum value တန်ဖိုးနဲ့ကိုစားသွင်းတဲ့အခါမှာဒီ equation နဲ့ကိုစားသွင်းတဲ့အခါမှာ z တန်ဖိုး5ရပါတယ် 2,4,5 ရလာတဲ့ကျွန်တော် point လေးတွေကိုကျွန်တော်ကဆက်လိုက်တဲ့အခါမှာဒီလိုပုံစံလေးဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်ဒါဒီကျွန်တော်ပုတ်စာပုတ်ခွဲလေး B နဲ့ပတ်သက်တဲ့ solid ကြီးရဲ့ဟိုဖြစ်ပါတယ်ပုတ်ခွဲလေး A မှာတော့ကရလာတဲ့ solid ကဒီပုံစံမဟုတ်ပါဘူးကွဲလွဲပါတယ်ဒါလေးကိုတော့ဒီထားကြစီဒီမှာလေးဟုတ်ပြီဒီပုံလေးကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့စိန်ပွင့်တမွင့်ရဲ့ဖြတ်ပိုင်းလေးဒီဘန်းကိုဖြတ်တောက်ယူထားသလိုမျိုးပေါ့နော်စိန်ပွင့်လေးလှအောင်ချောမွေ့အောင်တွေးထားတဲ့စိန်ပွင့်တမွင့်လေးရဲ့ဖြတ်ပိုင်းလေးကိုကျွန်တော်အဲ့ဒီဖြတ်ပိုင်းလေးတစ်ချမ်းနဲ့တစ်စိတ်တည်းကိုပဲဖြတ်တောက်ယူရတဲ့ပုံလေးနဲ့နိုင်ငယ်ဆင်တူပါတယ်ကျွန်တော်ဗမာမှုပြရနွယ်ဆိုရင်တော့ဗျပေါက်ပြလေးတစ်လက်နဲ့တူတယ်ဟောဒီစိန်အောင် quadrilateral ပုံစံကြီးကကျွန်တော်ရေပြင်မှာတူးပေါက်လို့ရမယ်ပေါက်ပြဒီကောင်လေးကလက်ကင်ရိုးလေးနဲ့ပုံစံတူနေပါတယ်ဒါကတော့ကျွန်တော်ပို့ပြီးမြင်တော့အောင်ကျွန်တော်မြန်မာမှုပြုတ်ပြီးတော့ပြောဟိုရှင်းပြပြတာဖြစ်ပါတယ်ဟုတ်ပြီ solid ကြီးရပြီအဲ့ဒီရလာတဲ့ solid ကြီးကိုကျွန်တော် cross section နဲ့ပိုင်းဖြတ်မယ် slide ကြီးလေးပါလေးပြီးဖြတ်မယ်ဘာပုံစံရောက်လဲဆိုတော့ rectangle ပုံလေးရအောင်ပြီးဖြတ်မယ်ပြီးဖြတ်မဲ့ rectangle လေးရဲ့အောက်ခြေနားဒီဟောဒီ solid ကြီးရဲ့ base မှာရှိတဲ့ဒီ
ကျွန်တော် ABC လေးတက်ပြောပို့စီမယ်နော်ဟုတ်ပြီဒီကောင် A origin က A ဒီကောင် B ဒီကောင် C လို့ယူချက်လို့ရှိရင် CA ဆိုတဲ့အနားပေါ်မှာ rectangle လေးရဲ့အောက်ခြေနားတစ်ပွိုင်းရှိမယ် CB ဆိုတဲ့ဒီ line ပေါ်မှာ rectangle လေးရဲ့အောက်ခြေနားထိဆုံးမှတစ်ပွိုင်းရှိမယ်ဟုတ်ပြီဒါပို့ပြီးမြင်တော့နောက်တက်တဲ့မျက်နှာမှာကျွန်တော်ပုံလေးနဲ့တွဲပြမယ်ဟုတ်ပြီအဲ့ဒီ point တွေကိုရှာဖို့ရအတွက်ကျွန်တော်တို့က derived value of a line segment ဆိုတဲ့ပုံစံလေးကိုသုံးမယ်ပြီးရင်ရလာတဲ့ derived value တန်ဖိုးတွေကိုကျွန်တော်က coordinate form နဲ့ချိတ်ဆက်ပြီးတော့ဆက်ပြီးရှာမယ်ဟုတ်ပြီ derived value သုံးဒီတွက်တဲ့အခါမှာကျွန်တော်တို့ကအမှတ်တွေဖြစ်တဲ့ fixed points သို့မဟုတ် respect point လေးကိုကျွန်တော်ကထားပေးရတယ်ဒီ solid ကြီးပေါ်မှာဘယ်ကောင် respect point ထားပေးရမလဲဆိုတော့အော်ဒီ C ဆိုတဲ့ point လေးကိုကျွန်တော်တို့က respect point ထားပေးရမယ်ဒါမှသာလေ C ကနေ A ကိုသွားမယ် C ကနေ B ကိုသွားမယ်အဲ့ဒီ line တစ်ခုပေါ်မှာရှိမဲ့ coordinate point လေးတွေကိုကျွန်တော်ကဆက်ပြီးစဉ်းစားရှာမယ်ဒါဆိုရင် CA line ရဲ့ right value ရှာတဲ့အခါမှာ negative 2, negative 4, 0 ဆိုပြီးရတယ်ရလာတဲ့ right value ကိုကျွန်တော် coordinate form သုံးပြီးတော့ဆက်တွက်လိုက်တဲ့အခါမှာ 2 minus 2n, 4 minus 4n, 0 ဆိုပြီးရတယ်ရှေ့က2 4 0တွေဒီကျွန်တော်တို့ x1 y1 တန်ဖိုးဒီဖြစ်တယ်အဲ့ဒီ x1 y1 တန်ဖိုးတွေဒီကျွန်တော်တို့ထားခဲ့တဲ့ respect point ရဲ့ point တွေ point တန်ဖိုးတွေဖြစ်တယ်နောက်က negative 2 negative 4တို့ဒီကျွန်တော်ရှာခဲ့တဲ့ derived value တွေတန်ဖိုးဖြစ်တယ်ဒီမှာပါတဲ့ angle ကဘာကိုသားပြုလဲဆိုတော့ကျွန်တော်တို့ coordinate form မှာပုံသဏ္ဍာန်မှာပါရှိတဲ့ h1 + kl y1 + km စရှိတဲ့အဲ့မှာပါတဲ့ small letter k သင်္ကေတလေးပဲဖြစ်တယ်အဲ့ဒီ small letter k ဆိုတဲ့သင်္ကေတလေးက parameter တန်ဖိုးကိုသားပြုပါတယ်အခုဒီနေရာမှာတော့ကျွန်တော်က small letter n လေးနဲ့ကိုသားပြုထားတယ်ဒီ small letter n လေးဒီနောက်တစ်ခုထပ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ transaction တွေပိုင်းဖြတ်လိုက်တဲ့ slide လေးတွေကိုကျွန်တော်ကပေးထားတဲ့ကျွန်တော်လိုချင်တဲ့ interval တွေပေါ့နော်ကျွန်တော် point C နဲ့ point A ဂျားမှာရှိနေစေဖို့အတွက်အဲ့ဒီပြင်ကိုချော်ထပ်သွားခြင်းမရှိအောင်ကျွန်တော်တို့က slider လေးကစားဖို့အတွက်အဲ့ဒီ slider လေးရဲ့အမည်တိုင်းပဲကျွန်တော်တို့ချိတ်ဆက်ထားပါတယ်ကြိုက်ရသင်္ကေတကိုပေးနိုင်ပါတယ်ဒီမှာကျွန်တော်က small letter n လေးကိုပေးထားပါတယ်ရှားချင်မတို့မဟုတ်လေးလာသူတို့တွေနဲ့ကျွမ်းကျင်သွားပြီဆိုရင်တော့ပိုင်းကြိုက်နေတဲ့အခရာသင်္ကေတကိုထားနိုင်ပါတယ်သို့တော့အထက်မှာ input ပေးခဲ့တဲ့ကျွန်တော် command တွေပေးခဲ့တဲ့ letter တွေနဲ့တော့သွားပြီးတူလို့မရပါဘူးနာမည်ကွဲတဲ့ letter ကိုတော့ပေးရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီမှာ small letter n လေးပေးထားပါတယ်ဟုတ်ပြီအဲ့ဒီ small letter n လေးဒီ parameter ကိုကိုသားပြီးလို့ကျွန်တော်ပြောပြီးပြီဟုတ်ပြီဒါဆို parameter တန်ဖိုးကျွန်တော်ဘယ်နဲ့ပဲကြားမှာကျွန်တော်ကထားရမလဲဆိုတော့ case 3ခုရှိတယ် case 1ကိုအဓိကထားပြီးစဉ်းစားမယ်ဘာကြောင့်လဲဆိုတော့ဟောဒီ point C နဲ့ point A ဂျားထဲမှာပဲကျွန်တော်တို့ရှာမဲ့ x y z coordinate point တွေရှိနေရမယ် A ရဲ့ဒီဘက်ကိုလည်းကျော်ထွက်မသွားရဘူး C ရဲ့ဒီဘက်ကိုလည်းကျွန်တော်ကကျော်ထွက်မသွားရဘူးအဲဆိုရင် case 1မှာသတ်မှတ်ခဲ့တဲ့ parameter k လေးရဲ့တန်ဖိုးက 0 less than equal k less than equal 1ဖြစ်တယ်အဲဆိုရင်အနိုင်ဆုံးမှတ် minimum point က0မြင့်ဆုံးမှတ် maximum point က1ဖြစ်တယ်အဲ့ဒီကြားမှာပဲရှိရမယ်ဆိုတဲ့သဘောအဲ့လိုထားမှသာလေကျွန်တော်တို့ရှာမဲ့ဟောဒီ x y z coordinate တန်ဖိုးလေး coordinate point လေးတွေဒီကြားထဲမှာပဲရှိနေရမယ်တနည်းအားဖြင့်ပြောရင် export တဲ့အတိုင်းပြောရမယ်ဆိုရင်တော့ point B နဲ့ point Q ကြားမှာရှိနေရမယ် R point လေးရဲ့ x y z coordinate ကိုကျွန်တော်စဉ်းစားနေခြင်းဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်က CA line ပေါ်မှာရှိတဲ့ coordinate point လေးရပြီဒါ CB line ပေါ်မှာရှိမဲ့ coordinate point လေးဆက်စဉ်းစားမယ်derived value of CB ရှာတဲ့အခါမှာ negative 2, 0, 0 coordinate point နဲ့ဆက်ပြီးချိတ်ဆက်တဲ့အခါမှာရှာလိုက်တဲ့အခါမှာ2 minus 2n, 4, 0 ဆိုပြီးရတယ်ဟုတ်ပြီဒါဒီ x y z coordinate ဖြစ်တယ်အဲ့ဒီ coordinate ဒီလည်းပဲဟောဒီ C point နဲ့ B point ကြားထဲမှာပဲရှိရမယ်ဒီဘက်ကိုချောထမသွားဘူးဒီဘက်ကိုလည်းလုံထွက်မသွားဘူးအဲဆိုရင်ကျွန်တော်တို့က solid ကြီးရဲ့အောက်ခြေမှာရှိနေအောက်ခြေမှာဖြစ်ပေါ်နေတဲ့ရရှိမဲ့ကျွန်တော်တို့ coordinate point လေးတွေရပြီအဲ့ဒီ coordinate point နဲ့ point ကိုဆက်တဲ့အခါမှာ
ဆက်လိုက်တဲ့အခါမှာကျွန်တော်တို့က rectangle လေးရဲ့အောက်ခြေနာရှေ့စာမျက်နှာမှာကျွန်တော်ထားခဲ့တဲ့ length လို့ခေါ်တဲ့ rectangle လေးရဲ့မြင့်ပြတ်လေးကိုရပြီဆက်လက်ပြီးတော့ solid ကြီးရဲ့အပေါ်ဘက်မျက်နှာပြင်မှာရှိတဲ့ rectangle လေးရဲ့အနာမြင့်ပြတ်ကိုရှာမယ်မြင့်ပြတ်ကိုရှာလို့အတွက်အဲ့ဒီမြင့်ပြတ်လေးရဲ့ထိပ် point နှစ် point တကယ်ပြင် coordinate point လေးကိုကျွန်တော်တို့ကဆက်ပြီးစဉ်းစားရမယ်အဲ့တော့ဆက်စဉ်းစားတဲ့အခါမှာကျွန်တော်ကဟောဒီ space ထဲမှာရှိနေတဲ့ point f ကိုကျွန်တော်တို့က respect point ဖြစ်ထားမယ်အဲ့တော့ f d ရဲ့ direct value f e ရဲ့ direct value ရှာမယ်ပြီးရင် coordinate form နဲ့ချိတ်ဆက်မယ်အဲဆိုရင်ကျွန်တော် f d ရဲ့ direct value ရှာပြီး -2, -4, -4 ရပါတယ်ဟောပြီး coordinate form နဲ့ချိတ်ဆက်တဲ့အခါမှာ 2 - 2n, 4 - 4n, 5 - 4n ဆိုပြီးတော့ရပါပြီဟုတ်ပြီဒါဆိုရင်ဒီရတဲ့ပြီးတော့ဓာတ်စင်မြေသတိထားကြည့်ရင်ကျွန်တော်တို့ဗာလေးမြင်တွေ့ရမယ်ဆိုတော့အပေါ်မှာရှာခဲ့တဲ့ဟောဒီ CA မြင့်ပေါ်မှာရှိနေမယ် coordinate point လေးမှာရှင်းကြည့်အောင်ဒီမှာ x coordinate တန်ဖိုး 2 - 2n ဒီမှာလည်းပဲ2 - 2n y coordinate တန်ဖိုး 4 - 4n 4 - 4n 2ရယ် x coordinate တန်ဖိုး y coordinate တန်ဖိုး2ရယ် z coordinate တန်ဖိုးလေးပဲ꿰လဲတော့တယ်။ဘာကြောင့်လဲဆိုတော့ဟောဒီကောင်လေးက solid ကြီးရဲ့အောက်ခြေမှာရှိနေမှာ z coordinate ပဲတကယ်ရောရင် solid ကြီးရဲ့အောက်ခြေဒီ hy plane မှာရှိနေပါတယ် hy plane မှာ z coordinate တန်ဖိုး0မလို့ဒီမှာ0ဖြစ်တယ် solid ကြီးရဲ့ပေါ်ဘက်မျက်နှာပြင်မှာတော့သူက space ထဲကိုရောက်သွားပြီဒီနည်းပြောရင်အမြင့်တန်ဖိုးတစ်ခုရှိသွားပြီ z ဝင်ရိုး z coordinate တန်ဖိုးတစ်ခုရှိသွားဖြစ်တဲ့အတွက်သူဒီ 5 - 4n ဆိုပြီးတော့ကျွန်တော် z coordinate တန်ဖိုးလေးပြောင်းလဲသွားခြင်းဖြစ်တယ်ဟောပြီးဆက်လက်ပြီးတော့ fd ပြီးတော့ကျွန်တော် f e ရဲ့ direct value ရှာမယ် -2, 4, coordinate form နဲ့ဆက်ပြီးချိတ်ဆက်တဲ့အခါမှာရှာလိုက်တဲ့အခါမှာ 2 - 2n, 4, 5 - 4n ဆိုပြီးရတယ်ရလာတဲ့ h1 z coordinate point လေးဒီလေးပဲအပေါ်မှာရှာခဲ့တဲ့ coordinate point နဲ့ h coordinate ချင်းy coordinate ချင်းတူပါတယ် z coordinate တန်ဖိုးလေးပဲပြောင်းလဲသွားပါတယ်ဟုတ်ပြီအခုရလာတဲ့ x1 z coordinate တန်ဖိုးလေးတွေကိုကျွန်တော်တို့ကဟောဒီသက်ဆိုင်ရာ CA မြင့် CB မြင့်နောက်က FD မြင့် FE မြင့်မှာကျွန်တော်နေရာချလိုက်ရင် point 4 point ရပြီအဲ့ဒီ point 4 point ကိုဆက်လိုက်တဲ့အခါမှာခုကျွန်တော်တို့နောက်ထပ်ဒီပုံစံလေးဖြစ်မြင်တွေ့ရမှာဖြစ်တယ်အဲ့တော့ point 4 point ကဒီအခုကျွန်တော်ထောက်ပြတဲ့ point လေးထောက်ပြတဲ့ဒီ point လေးတွေဖြစ်တယ်အဲ့ဒီ point 4 point ကိုကျွန်တော်ကဆက်လိုက်တဲ့အခါမှာကျွန်တော်တို့ cross section နဲ့ပိုင်းဖြတ်ခြင်းနဲ့ rectangle လေးရပြီဒုတိယပုံကတော့ရလာတဲ့ rectangle လေးကိုကျွန်တော်က slide လေးအဖြစ်မြင်တွေ့ရအောင်ကျွန်တော်တို့က function ထည့်ပြီးတော့ slide ချက်လေးတွေမြင်သားအောင်ကျွန်တော်ကလှည့်ပြီးရိုက်ထားခြင်းဖြစ်ပါတယ်တတိယပုံနဲ့ဒုတိယပုံကလည်းပဲထုံနည်းတစ်ကောင်းပါပဲစောင်းသားတွေပို့ပြီးမျက်ကြည့်တဲ့အမြင်ရှင်းသွားအောင်ပို့ပြီးသဘောပေါက်သွားအောင်ရှုထောင့်ပေါင်းစုံကနေပြီးတော့ကျွန်တော်ပုံလေးကိုရိုက်ပြီးတော့တင်ပေးထားခြင်းဖြစ်ပါတယ်ဟုတ်ပြီအခုကျွန်တော်ဒီပုံလေးတွေရအောင်GeoGebra application မှာလက်တွေ့ဆွဲသွားပြပါတော့မယ်အခုဒီကျွန်တော်ရှင်းပြခဲ့တဲ့ PowerPoint slide ၄ချက်နဲ့ပတ်သက်ပြီးတော့အားလုံးသောဆရာမများနဲ့လေ့လာသူများအပေါင်းနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်ကျွန်တော် PowerPoint slide လေးခဏပိတ်ပြီး GeoGebra application ကိုကျွန်တော်သွားမယ်ဟုတ်ပြီ GeoGebra application ကိုတွေ့တဲ့အခါမှာ x window နဲ့ y window နှစ်ခုတည်းပါတယ် 2D place ကိုတွေ့ရပြီဒီ ဘက်ဆုံးကတော့ algebra panel လေးဖြစ်တယ် algebra panel လေးကဘယ်လိုလုပ်လဲဆိုတော့ဆရာမတို့ဘုံမို့လေ့လာသူတို့ input bar မှာရိုက်နေလိုက်တဲ့ function တွေ command တွေကိုဟောဒီ algebra panel မှာလာဖော်ပြပေးမှာဖြစ်တယ်။ကြိုင်၍ input bar မှာရိုက်နေလိုက်တဲ့ function သို့မဟုတ် command တွေဒီမှားယွင်းနေကြလို့ရှိရင် algebra panel မှာလာရောက်ဖော်ပြပေးပါဟုတ်ပြီ xy plane ရပြီကျွန်တော် font size လေးနဲ့ကြီးပေးမယ် font size ကြီးပုံကြီးလေးကိုလည်းကျွန်တော်တစ်လက်စာတွေပြောပြပေးမယ်အပေါ်မှာ file ရဲ့ edit ရဲ့ view ရဲ့ option ရဲ့ tools ရဲ့အစရှိတဲ့ setting လေးတွေပါပါတယ်အဲ့ဒီ setting လေးတွေကမှကျွန်တော် option ဆိုတဲ့ setting လေးကိုကျွန်တော် mouse ရဲ့ left click လေးနဲ့ကျွန်တော်တစ်ချက်နှိပ်လိုက်ပါဒီမှာ font size ရပါပြီ GeoGebra ရဲ့ original font size က12ဖြစ်တယ်ကျွန်တော်80လေးပြောင်းလိုက်ပဲအဲဆိုရင်
font size လေးနဲ့ငယ်ကြီးလာတဲ့အတွက်လေးလာသူတို့အတွက်ဆရာဆရာမတို့အတွက်ပို့ပြီးမြင်သာမယ်လို့ထင်ပါတယ်ဟုတ်ပြီကျွန်တော်တို့အခုဆွဲသားမှာက 3D graphic နဲ့ပတ်သက်တဲ့ပုံလေးဆွဲသားမှာဖြစ်တယ်အခုကျွန်တော်မြင်တွေ့နေတာကဝင်ရိုးနှစ်ခုတည်းပါတယ် 2D plane ဖြစ်တယ်ဒါဆိုရင် 3D graphic ကိုဘယ်လိုကျွန်တော်တို့ဖွင့်ရမလဲဆိုတာကိုဆက်ပြီးပြောပါမယ်ပေါ်မှာခုနကကျွန်တော်ပြောခဲ့တဲ့ file ရဲ့ edit ရဲ့ view ရဲ့ option ရဲ့စရှိတဲ့ setting တွေကမှတတိယမြောက်ဖြစ်တဲ့ view ဆိုတဲ့ setting လေးကို left click လေးချက်နှိပ်ပြီးပါဒီမှာ graphic ရဲ့ graphic 2ရဲ့ 3D graphic ရဲ့ဆိုပြီးသုံးခုတွေ့ပါလိမ့်မယ်3D graphic ကိုရွေးပေးပါဟုတ်ပြီဒါဆိုရင် 3D graphic လေးပေါ်လာပြီကျွန်တော်က 3D graphic လေးကိုအသားပေးပြောချင်တာဖြစ်တဲ့အတွက်ဟောဒီ 2D graphic ကိုကျွန်တော်တို့ကနည်းလေးချုံလိုက်မယ်အဲဆိုရင် 3D graphic ကစာမျက်နှာလေးနည်းငယ်ကြီးသွားတဲ့အတွက်ပိုပြီးမြင်သာသွားပြီဒီမှာပါတဲ့ plane က HY plane ဖြစ်တယ်သူက original ပါပြီးသားဖြစ်တယ်သူ့ကိုဖျောက်ချင်ရင်လည်းရပါတယ်ဘယ်လိုဖျောက်မလဲဆိုတော့လွတ်တဲ့နေရာလေးမှာ click တစ်ချက်နဲ့ပြီးရင် right click တစ်ချက်နဲ့တတိယမြောက်ဖြစ်တဲ့ plane လေးကိုတစ်ချက်နှိပ်လိုက်ရင်အဲ့ဒီ plane ကြီးကျွန်တော်ပျောက်သွားပါပြီဟုတ်ပြီအဲဆိုရင်ကျွန်တော် import bar မှာကျွန်တော်ပုံစံကပေးထားတဲ့tab တွေကိုရိုက်နေတော့မယ် function ကိုရိုက်နေတော့မယ် command တွေပေးတော့မယ် y ကိုဥစ္စာက y equal to 2x y equal to 4 x equal to 0ဆိုတဲ့ကျွန်တော် tab 3ခုပေးထားပါတယ် plane တစ်ခုနဲ့ tab နှစ်ခုပေါ့နော်ဟုတ်ပြီပုံစံက y ညီမျှချင်းနဲ့ပေးထားပေမဲ့ဟောဒီ GeoGebra ရဲ့ input မှာကျွန်တော် y ညီမျှချင်းနဲ့သွားရိုက်လို့မရပါဘူး GeoGebra ရဲ့စနစ်က y ညီမျှချင်းလို့ရိုက်ရင်သူကမသိပါဘူးတကယ်တော့ y ဆိုတာကျွန်တော် function နဲ့ဆက်ဆက်ပြဆွေးနွေးမယ်ဆိုရင် f(x) ပါဒါကြောင့်မလို့ f(x) တို့မို့ g(x) ဆိုပြီးကျွန်တော်ကရိုက်မှသာလီ algebra ဘန်ထဲမှာလာရောက်ဖော်ပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီဥစ္စာက y equal to 2x ဆိုတဲ့တောက်ကအရင်ပေးထားပေမဲ့ကျွန်တော်က upper cut ဆိုတဲ့ y equal to 4ကိုစပြီးရိုက်မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ f(x) က g(x) ကိုနှုတ်ချင်တဲ့ပုံစံလိုချင်တဲ့အတွက်ကျွန်တော် y equal to 4ဆိုတဲ့ cut ကိုစရိုက်မှာဒါကြောင့်မို့ input မှာကာဆာလေးတစ်ချက်နှိပ်လိုက်ပြီးပြီးရင်ကွန်ပျူတာရဲ့ keyboard ကပါတဲ့ F key ရဲ့ခွင်းနောက်ခွင့်ရတဲ့ခါမှာတော့ကွန်ပျူတာမှာ shift key လေးနှစ်ခုပါပါတယ်ဘယ်ညာနှစ်ခုပါပါတယ်ညာဘက်က shift key ရဲ့ပြီးရင်အခရာ O ဆိုတဲ့ကျွန်တော်တိုက်ပြီးရိုက်တဲ့အခရာ O ဝင်တင်နေတာရဲ့အပေါ်က key လေးဖြစ်တဲ့ခွင်းနောက်ခွင့် key လေးကိုကျွန်တော်တွဲနေပြရမယ်ရှေ့ပြခွင်းနောက်ခွင့် key လေးတွဲနေလိုက်ရင်အခုမြင်တွေ့နေရတဲ့အတိုင်းပဲခွင်းနောက်ခွင့်အစိမ်းလေးပေါ်လာပြီအဲ့ဒီထဲမှာကျွန်တော် X လေးရိုက်နေတယ်ပြီးရင်ကာချာလေးကိုဂွင်းပြင်ဘက်ကိုရွှေ့နေတာဖြစ်တဲ့အတွက် under key ရဲ့အောက်မှာကျွန်တော်ကဘယ်ညာရွှေ့တဲ့ညားလေးပါမယ်အထောက်ရွှေ့တဲ့ညားလေးပါမယ်အခုကျွန်တော်ညာဘက်ကိုရွှေ့တဲ့ညားလေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ညာချင်းရိုက်မယ်ညာချင်းနှိပ်တာကတော့ back space ခလုတ်ရဲ့ဘယ်ဘက်မှာပါပါတယ်ညာချင်းရိုက်မယ် f(x) equal to 4ဖြစ်တဲ့အတွက်ကျွန်တော်ရိုက်ပြီးပြီးရင် under လေးခေါ်လိုက်မယ်ဒါဆိုရင် 2D plane မှာလည်းပဲ cap လေးပေါ်လာပြီ 3D graphic မှာလည်း cap လေးပေါ်လာပြီနောက်ဒုတိယ cap ဖြစ်တဲ့ဒုတိယ cap ကိုတော့ကျွန်တော်က g(x) ကိုပေးတော့မယ်ပထမ function f ကိုပေးပြီးသားဖြစ်တဲ့အတွက် f ထပ်ပေးလို့မရတော့ဘူးဒီက g(x) ကိုပေးမယ် g ရိုက်မယ်ပြီးရင်ဂုဏခွင့်ပေးကို shift နဲ့ကျွန်တော်ပြောတဲ့ key လေးတွဲနေမယ်ပြီးရင်အဲ့ဒီထဲမှာကျွန်တော်က x လေးရိုက်မယ်ညာဘက်ရွှေ့တဲ့ညာလေးနဲ့ကာဆာလေးရွှေ့မယ်ပြီးရင်ညာချင်းရိုက်မယ် g(x) equal to 2x ဖြစ်ပါတယ် 2x ပြီးရင်လည်းကျွန်တော် under လေးခေါ်လိုက်မယ် under လေးခေါ်လိုက်မှ algebra panel မှာပေါ်ပြမှာဖြစ်တယ် under မှာကောက်မှုချင်းကျွန်တော်တို့ algebra panel မှာလာရောက်ပေါ်ပြမှာမဟုတ်ပါဘူးဟုတ်ပြီဒီမှာ 2D graphic မှာရော 3D graphic မှာရောကြည့်လိုက်ပါ function ရဲ့ label လေးတွေ f function ရဲ့ label f g function ရဲ့ label g ဆိုပြီးပေါ်နေပါတယ်အဲ့ဒီကောင်လေးကျွန်တော်တို့ဖျောက်ချင်တယ်ဘယ်လိုဖျောက်အောင်လဲလောလောဆယ်တော့ကျွန်တော်တို့ရိုက်နေတဲ့ command တွေကနည်းနေသေးတဲ့အတွက်မျက်စိမရှုပ်သေးဘူးသို့တော့နောက်ပိုင်းများလာလို့ရှိရင်မျက်စိရှုပ်သွားတော့မှဖြစ်တဲ့အတွက်အခုနဲ့ကျွန်တော်ဖြောင်းနည်းလေးပြောမယ် f function ကိုပြောချင် f function ကိုတစ်ချက် left click တစ်ချက်နဲ့ပြီးရင် right click တစ်ချက်နဲ့ဒီဒုတိယမြောက် show label လေးနှိပ်လိုက်ဒါဆိုရင်ဒီမှာ function လေးရဲ့ label ဖြစ်တဲ့ f လေးပြောက်သွားပြီဒီဘက်မှာလည်းပြောက်သွားပြီအဲ g function ကိုလည်းကျွန်တော် left click တစ်ချက်နှိပ်ပြီးရင် right click တစ်ချက်ပြန်နှိပ်ဒုတိယမြောက် show label ကိုပြန်ရွေးလိုက်ရင်ဟောဒီဘက်ပြောက်သွားပြီဆက်လက်ပြီးတော့တတိယတစ်ခုဖြစ်တဲ့ page ဖြစ်တဲ့ plane equation ကိုရေးတော့မယ်
x equal to 0လို့ပြောတဲ့ x sorry ကျွန်တော်ဒီမှာ input မှာကထားလေးချရအောင်မယ် x equal to 0ဆိုရတဲ့ခါမှာကျွန်တော်ပြီး enter လေးခေါက်လိုက်မယ်အော် y z plane ကြီးရလာပြီရလာတဲ့ y z plane ကြီးကိုကျွန်တော်အရောင်ချင်းကြီးလည်းရပါသေးတယ်အရောင်ချင်းကြီးကိုလည်းပဲတစ်လက်စားလေးကျွန်တော်ပြောပြပါမယ်အဲ့ဒီ equation ကိုတစ်ချက် left click တစ်ချက်နဲ့ပြီးရင် right click တစ်ချက်နဲ့အောက်ဆုံးမှာရှိတဲ့ object property ဆိုတဲ့ setting လေးကိုကျွန်တော်တစ်ချက်နှိပ်ပေးပါအရောင်ပြောင်းနေတာဖြစ်တဲ့ဒီမှာ color ဆိုတာလေးကိုရွေးပေးပါဟုတ်ပြီဒီမှာကျွန်တော်ပဲပိုင်လေးပဲဆိုတော့ပိုင်အောင်လေးပဲရွေးလိုက်မယ်ပိုင်အောင်လေးကိုကျွန်တော်အရောင်ဖြော့ရင်းလေးဒီနေ့တင်လိုက်မယ်ပြီးရင်ဘာမှမလုပ်တော့ပဲနဲ့ပြန်ပိတ်လိုက်မယ်ဒါဆိုရင် WhatsApp plane ကြီးကိုလှပပလေးမြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ဒီ WhatsApp plane ကြီးကိုလည်းကျွန်တော်တစ်ခါတည်းပြောမယ်ဒါချာပါလို့လေးလာသူတို့တရားကျွန်တော်ဆွဲပြခြင်းဖြစ်တယ်နောက်ပိုင်းကျွန်တော် solid ပုံဆွဲတဲ့အခါမှာဒီ plane ကြီးနဲ့မျက်စိရှုပ်လို့မဖြစ်ဆိုတဲ့အတွက်ကျွန်တော် plane ကြီးကိုခဏဖြောက်ထားခြင်းနဲ့ဖြောက်ခြင်းလွယ်ပါတယ်အော်ဒီအပြောက်လေးကိုတစ်ချက်နှိပ်လိုက်ရင် plane ကြီးပြောက်သွားပါပြီဟုတ်ပြီဒါဆိုရင် plane ပြောက်သွားပြီဒီကောင်လေး y upper gap နဲ့ lower gap နှစ်ခုပဲကျန်ရှိတယ်ဟုတ်ပြီဒီကနေကျွန်တော်ဘာဆက်လုပ်မလဲအခုကျွန်တော်pointer ထောက်ပြထားတဲ့ဒီ tree ကံပုံလေးဒီ solid ရဲ့အောက်ခြေ base vertex 3ခုရှိတယ်အဲ့ဒီ vertex 3ခုကိုကျွန်တော်တို့ point နာမည်လေးတွေပေးမယ်ဘယ်လိုပေးမလဲဆိုတော့ဆက်ရပေးနိုင်ပါလေကျွန်တော်က origin point ကိုကျွန်တော် A ကစပေးမယ်ဆရာတို့ကနောက်ပိုင်းကျွမ်းကျင်သွားတဲ့အခါမှာ A point ကိုကြိုက်တဲ့နေရာထားပြလို့ရပါတယ်ဒီနေရာမှာတော့ကျွန်တော်ရဲ့ထုံးစံတိုင်းပဲ original point ကိုကျွန်တော်က point A လို့ယူဆပြီးတော့ကျွန်တော်စပေးမယ်ဘယ်လိုပေးရမလဲကျွန်တော်ပြောမယ်အခုကျွန်တော်ထောင်းပြထားတဲ့ move ဆိုတဲ့ tools point ဆိုတဲ့ tools ဒီမှာ line ဒီမှာ perpendicular line ဒီမှာ polygon စရှိတဲ့ tools တွေရှိပါတယ်အဲ့ဒီ tools တွေကမှအခုကျွန်တော် pointer လောက်ပါတယ်5ခုမြောက် tools လေးကိုကျွန်တော်ရွေးမယ်အဲ့ဒီအောက်ခြေမှာကျွန်တော် pointer ထောက်ပြမယ်အနည်းအောင် down arrow လေးနဲ့ဒီနေတာလေးရှိတယ်အဲ့ကောင်လေးချက်နှိပ်ပြီးပါပြီးတော့တေချောင်း polygon ကိုပြန်ရွေးပါပြန်ရွေးပြီးတော့ကျွန်တော်တို့ထားခြင်းတဲ့ point ကနေစရေးမယ်ဆရာမတို့ကအခုကျွန်တော်ထောက်ပြတဲ့နေရာစထားရင်လည်းရတယ်သို့မဟုတ်ကျွန်တော်လူသဘောတိုင်းပဲ point A origin ကစထားရင်ရတယ်အဲကျွန်တော် origin point ကယူမယ်ပြီးရင်ဒီဘက်ကနေပတ်မယ် point B ပြီးဒီဘက်ကနေပတ်မယ် point C ပြီးရင်ဒီဘက်မှာကျွန်တော် point A မှာပြန်ဆုံးမယ်ဒါဆိုရင် point A ရဲ့ coordinate က 0,0 ရလာပြီ point B က 0,4,0 သူ့ဟာသူအလိုလျောက်ကျွန်တော်ဖော်ပြပေးတယ်ကျွန်တော်တို့ input မှာရိုက်နေကြမလို့ပဲနဲ့ I point A point B point C မှာရှိနေတဲ့ coordinate point လေးတွေကိုအတိအကျ x y z coordinate point တွေကိုအတိအကျလိုလျောက်ဖော်ပြပေးသွားပြီဟုတ်ပြီဒီမှာဆိုရင် small letter A လေးတွေ small letter B လေး C လေးတွေရှုပ်နေတယ်သူတို့ကိုလည်းကျွန်တော်ကဆက်ပြီးတော့ဖြောက်လို့ရပါတယ်အဲ့တော့ B ကိုပြောချင် left click တစ်ချက်နဲ့sorry ဒီမှာကျွန်တော် B ကိုနှိပ်ပြီးမဲ့စတင်ရလုံးမလို့ဘူးเนาะအားကြောင့်လုံးမလို့ဆိုတော့ဟုတ်လားကျွန်တော်သွားခဲ့တဲ့ဒီ polygon tools ကိုအသက်ဝင်နေတုန်းဖြစ်ပါတယ်အဲကြောင့်မလို့ညာဘက်ဆုံးမှာရှိတဲ့ဟောဒီညာလေးပုံစံလေးနဲ့ကျွန်တော်ကပြန်ပြီးတော့ function ကိုပြန် setting ကိုပြန်ဖြည့်ပေးရပါတယ်ဒီကောင်လေးတစ်ချက်နှိပ်လိုက်တဲ့အခါမှာဟောဒီ B point ကိုနှိပ်လိုက်တဲ့အခါမှာအဆင်ပြေပါတယ်ပြီးရင် right click နဲ့ show label ဖြောင်းမယ်ပြီးရင် point A ကိုလည်းပဲ show label ဖြောင်းမယ် C ကိုလည်းပဲ show label ဖြောင်းမယ်ဟုတ်ပြီဒါဆိုရင် point A point B point C ရပြီ point A point B point C ရပြီဆိုတော့ဆက်လက်ပြီးဘာလုပ်မလဲဆိုတော့ကျွန်တော် PowerPoint slide မှာရှင်းခဲ့တော့အတိုင်းပဲကျွန်တော်တို့ရခဲ့တဲ့ width ဆိုတဲ့တန်ဖိုးလေး 1+2 ဆိုတဲ့တန်ဖိုးလေးနေရာမှာကျွန်တော်တို့က intersection point ဖြစ်တဲ့သို့မဟုတ် close interval ဖြစ်တဲ့0နဲ့2ကိုကျွန်တော်စားသွင်းတဲ့ခါကျမှဆန်းဝင်ရောမှာရှိမဲ့ z coordinate point နောက်က space ထဲမှာရှိမဲ့ z coordinate point ပြောင်းလဲသွားတဲ့ coordinate point တွေရမှာဖြစ်တယ်အဲ့ဒီ point လေးတွေကတော့ကျွန်တော်တို့အကျန်းထဲမှာချတော့တက်တယ်ဒီမှာ input ရိုက်မယ်အမှောင်ဆုံးဟောဒီ A point ဖြစ်တဲ့ 0,0 ကနောက်ဆုံး z coordinate တန်ဖိုးကကျွန်တော်တယူနစ်မြင့်တက်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဝင်ငါကပေးလေးနဲ့ကြိုက်မယ်
0,0,1 ဆိုပြီးရက်လိုက်တဲ့ခါကျမှဒီအနာလေးခေါက်လိုက်မယ်ဒါဆိုရင်ဟောဒီဇက်ဝင်ရိုးမှာရှိတဲ့ point လေးတစ် point ရပြီဟောဒီ point B က 0,4,0 သူ့ရဲ့ coordinate ဘက်ကိုကြည့်ရင် algebra panel မှာလာကြည့်လို့ရပါတယ်ဒီမှာလည်းဖော်ပြလို့ရတယ်ဒီမှာဖော်ပြတဲ့နည်းကိုတော့ကျွန်တော်မပြောတော့ပါဘူးဗီဒီယိုလေးရဲ့ minute ကြာချိန်လေးကိုမြင်ကြတော့အဖြစ်မပြောတော့ပါဘူးသက်ဆိုင်ရာ point တွေရဲ့ coordinate point တွေကိုကြည့်ရင် algebra panel မှာပေါက်ရောက်ကြည့်နိုင်ပါတယ်1B မှာ 0,4,0 သူ့မှာရှိနေတဲ့ z coordinate တန်ဖိုးကျွန်တော်တို့လိုချင်တယ်ဆိုခုန 1 + 2a ဆိုတဲ့ equation ထဲမှာ x နေရာမှာကျွန်တော်0သွင်းတဲ့ခင် z coordinate တန်ဖိုး1ရပါတယ်အဲ့တော့ဝန်ဆောင်ကုန်လေးနဲ့ 0,4,1 ဆိုပြီးတော့ရပြီးအနောက်လေးခောက်လိုက်ရင် space ထဲမှာရှိပဲ z coordinate တန်ဖိုး point လေးတစ်ခုရလာပြီနောက်ဒီမှာ point C ရဲ့ coordinate ကိုကြည့်ရင် algebra panel မှာသွားကြည့်ပါ 2,4,0 အဲ့တော့ x တန်ဖိုး2သွင်းရင်ကျွန်တော်ရလာမယ့် z coordinate point က5ရပါတယ်အဲကြောင့်မလို့input မှာ cursor လေးချက်ပြန်ချမယ်ပြီးရင်ရှင်းနဲ့ကျွန်တော်တို့ဒီလေးနှိပ်မယ် 2,4,5 ဆိုပြီးရပါတယ်အနားလေးခောက်လိုက်ရင်space ထဲမှာ f ဆိုတဲ့ point လေးတစ် point ရပြီရလာတဲ့ point တွေကိုကျွန်တော်တို့ကဆက်မယ်နှစ်ပိုင်းခွဲပြီးတော့စဉ်းစားမယ်ခု a point ရယ် d point ရယ် e point ရယ် b point ရယ်အဲ့ဒီ point တွေကိုကျွန်တော်တို့က rectangle သို့မဟုတ် quadrilateral ပုံစံလေးဖြစ်အောင်ဆက်မယ်ဘယ်လိုဆက်မလဲကျွန်တော်ပြောခဲ့တဲ့5ခုမြောက်ပြင်စမမြောက်2 split တဲ့ polygon ဆိုတဲ့2လေးကိုဆက်ရွေးမယ်ရွေးပြီးတော့ကျွန်တော် a point ကနေပဲပြစမယ်ဆရာမတို့ကြိုက်နေတဲ့ရာ point ကနေဆက်လို့ရပါတယ်သို့တော့ဘယ်ရစ်ဆိုဘယ်ရစ်တည်တဲ့ညာရစ်ဆိုညာရစ်တည်တဲ့သွားပေးရပါလိမ့်မယ်အခုကျွန်တော်က a point ရွေးပြီးရင် b ဆက်သွားမယ်ပြီးရင် e point ရွေးမယ်ပြီးရင် d point ရွေးမယ်ပြီးရင် origin a မှာပြန်ဆုံးမယ်ဒါပြီးရင်ကျွန်တော်ပြောခဲ့ပဲအခုကျွန်တော်လှုပ်ဆောင်လိုက်တဲ့ polygon ဆိုတဲ့ study လေးကိုပြန်ဖြီပေးရတယ် cancel လုပ်ပေးရတယ်ဘယ်လိုလုပ်မလဲဒီညားလေးတစ်ချက်ကိုနှိပ်လိုက်ပါအပြာရောင်ဘောင်လေးပေါ်လာတဲ့အထိနှိပ်လိုက်တဲ့အခါမှာကျွန်တော်စက်ရ study ကိုထားလို့ရပါပြီဟုတ်ပြီအခုရလာတဲ့ quadrilateral ပုံသို့မဟုတ် rectangle ပုံလေးကိုကျွန်တော်ရောင်ချိန်ပါဦးမယ်ဘာလို့ဆိုတော့အောက်ခံ base ကြီးနဲ့ရောင်တူးနေတဲ့အတွက်အမြင်သာမှာစိုးသည့်အတွက်ပါQ1 ဆိုတာကတခြားမဟုတ်ပါဘူး quadrilateral ကိုပြောချင်းဖြစ်ပါတယ်အဲ့တော့သူ့ကို left click တစ်ချက်နဲ့ပြီးရင် right click တစ်ချက်နဲ့အောက်ဆုံးမှာမြင်တွေ့ရတဲ့ object property ဆိုတဲ့ setting လေးကိုတစ်ချက်သွားအရောင်ချိန်ပါပြီးတဲ့အတွက်ကျွန်တော် color ကိုရွေးဒီမှာ color ရွေးပြီးသားဖြစ်တယ်ကျွန်တော်အစိမ်းရောင်လေးရွေးလိုက်မယ်ပြီးရင် opacity ကိုတော့ကျွန်တော်မတင်တော့ဘူးဘာလို့လဲဆိုတော့သူကထုတ်ချင်းပေါက်ပုံစံမျိုးအောင်ကျွန်တော်ကပြချင်တာဖြစ်တဲ့အတွက်ပြီးရင်ကျွန်တော် cancel လေးနဲ့ပိတ်လိုက်မယ်ဟုတ်ပြီဒါဆိုရင်quadrilateral ပုံလေးဆက်ပြီးပြီအဲ့ဒီ quadrilateral ပုံလေးရဲ့အပေါ် vertex နှစ်ခုဖြစ်တဲ့ point D နဲ့ point E နဲ့ကို space ထဲမှာရှိတဲ့ point F နဲ့ဆက်မယ်ဒီကဆက်ရမယ်ဒီလမ်းကတော့ဒုတိယမြောက်ဒီလမ်းဖြစ်တဲ့ second နဲ့ဆက်မယ်အဲ့တော့ line ဆိုတဲ့တူကနေကျွန်တော်ဒုတိယမြောက် function ဖြစ်တဲ့ setting ဖြစ်တဲ့ second လေးရွေးမယ်ပြန်ပြောပါမယ် point D ရဲ့ point E ရဲ့ကို space ထဲမှာရှိတဲ့ point F နဲ့ဆက်ချင်တဲ့အခါမှာဘယ်လိုဆက်မလဲဆိုတော့ကျွန်တော်ကဆိုတော့ကျွန်တော်တို့ဒီ quadrilateral လေးဖြစ်အောင်ဆက်ကလိုမျိုး polygon နဲ့မဆက်တော့ဘူးဒီကတော့ second နဲ့ဆက်မယ်အခုတတိယမြောက် two slate ဖြစ်တဲ့ line ဆိုတဲ့ two လေးကိုအောက်မှာ down arrow နဲ့နေအောင်လေးတွေ့ပါလိမ့်မယ်သူ့ကိုတစ်ချက်နေပါပြီးရင် second လေးရွေးပြီးပါကျွန်တော်တို့ဆက်ချင်တဲ့ point နဲ့ point ကိုနေပါ point D နဲ့ point ချရင် point D ကို point D ရဲ့ point F ရဲ့နေပြီးရင် point E နဲ့ point F ကိုဆက်ချင်တယ်ပြီး point E ကိုတစ်ချက်နေ point F ကိုတစ်ချက်နေပြီးရင်ကျွန်တော်တို့ကဟောဒီ point F နဲ့ point C ကိုထပ်ဆက်ပေးရပါမယ်ပြီးရင်ခုကျွန်တော်တို့ဆက်တဲ့ second ဆိုတဲ့ two slate ကိုကျွန်တော်က cancel လုပ်ဖြီးပေးရပါတယ်ဒီကောင်လေးကိုပြန်နှိပ်ပေးမှသာလဲဆက်ပြီးကျွန်တော်တို့ကလိုပြောင်းလဲကြည့်လို့ရပါတယ်ဟုတ်ပြီအခု solid ကြီးဖြစ်ပေါ်လာတဲ့ဒီအောင်ဆရာမတို့လေးလာသူတို့နားလည်မယ်လို့ထင်ပါတယ်ဟုတ်ပြီဆက်လက်ပြီးတော့ကျွန်တော်တို့ဒီ solid ကြီးရဲ့ base အောက်ခြေနားမှာရောအပေါ်ကမျက်နှာပြင်မှာရောကျွန်တော်တို့က rectangle လေးရဲ့ down zone မှာ vertex မှာ4 point ဖြစ်အောင်ကျွန်တော်တို့ကရှာခဲ့ပါပြီးသားဖြစ်ပါတယ် x1z coordinate ဖြစ်အောင် coordinate form သုံးပြီးရှာခဲ့ပါတယ်အဲဒီရှာခဲ့တဲ့တန်ဖိုးတွေကိုကျွန်တော်တို့က import ရိုက်တော့မယ်မရိုက်ခင်လေးမှာကျွန်တော်ပြောခဲ့တဲ့ slider လေးတစ်ခုဖန်တီးမယ်ဘာကြောင့် slider လေးဖန်တီးလဲဆိုတော့အဲ့ဒီ slider လေးကိုကစားရင်ကစားတဲ့အတိုင်း
ကျွန်တော်တို့ cross section တွေပိုင်းပြလိုက်တဲ့ slice လုပ်လိုက်တဲ့အလွန်အချက်လေးတွေကအရှင်းလိုက်ကစားလို့ရအောင်ဖန်တီးခြင်းတဲ့အတွက်ကျွန်တော်တို့ slider လေးတစ်ခုဖန်တီးတယ်အဲ့ဒီ slider လေးရဲ့အမည်ကိုလည်းပဲကျွန်တော်ပြောခဲ့ပါတယ်ဒီ algebra panel မှာမရှိသေးတဲ့နာမည်အခရာပေါ့နော် ABCD ရဲ့ရှိပြီးသားမရှိသေးတဲ့နာမည်ကွဲကိုလည်းပေးလို့ရပါတယ်သို့မဟုတ်ကျွန်တော်ပေးတဲ့အတိုင်းပဲ small letter n လေးရိုက်လိုက်နေရပါတယ်ပြီးရင် enter ခေါက်လိုက်ပါဒီမှာ create slider လေးတစ်ချက်နှိပ်လိုက်ပါဒါဆိုရင် slider လေးတစ်ခုရလာပါပြီဒီ slider လေးကိုကစားပြီးတော့ကျွန်တော်ပိုင်းပြလိုက်တဲ့ process နဲ့ပိုင်းပြလိုက်တဲ့အလွှာလေးတွေကိုကျွန်တော်ကစားလို့ရတယ်သို့တော့ဒီ slider လေးရဲ့အနေဆုံး minimum point က -5 maximum point က +5 ဖြစ်နေတယ်ကျွန်တော်တို့စဉ်းစားနေတဲ့ parameter တန်ဖိုးဒီ0နဲ့1ကြမှာဖြစ်တယ်0ကစမှတ် C ကနေပြီးဆုံးမှတ် A ထိအောင်အဲ့ကြားတယ်ပဲရှိနေခြင်းနဲ့ပြင်ဘက်ကိုချော်ထွက်သွားတဲ့သူတွေအဲဆိုရင်အဲ့ slider လေးရဲ့ minimum point နဲ့ maximum point တန်ဖိုးကျွန်တော်ကပြန်လဲချိန်ပေးရပါတယ်ဘယ်လိုချိန်ပေးရမလဲဆိုတော့ကျွန်တော်တို့ထားခဲ့တဲ့ slider n လေးကို left click တစ်ချက်နဲ့ပြီးရင် right click တစ်ချက်နဲ့အောက်ဆုံးက object property ကိုသွားပေးပါဒါဆိုရင်ဒီမှာ minimum ရဲ့ maximum တွေ့ပါတယ် minimum မှာကျွန်တော်ကအနည်းဆုံး summit point ဖြစ်တဲ့0 maximum မှာဆုံးမဖြစ်တဲ့တန်ဖိုး1ပြန်ပေးလိုက်ပြီးတော့ပိတ်လိုက်မယ်ဆိုရင်ရပါပြီဒါဆိုရင် slider လေးရဲ့အနည်းဆုံးက0အမြင့်ဆုံးက1ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့စဉ်းစားမဲ့ point C နဲ့ point A နဲ့ point C နဲ့ point B ကြားမှာပဲကျွန်တော်တို့စဉ်းစားမဲ့ x1z coordinate point လေးတွေကရှိနေမယ်ပြင်ဘက်ကိုချော်ထွက်မသွားဘူးဘေးကိုလည်းချော်ထွက်မသွားဘူးဟုတ်ပြီဒီထိရပြီဆိုရင်ကျွန်တော်တို့ခုနရှာခဲ့တဲ့ coordinate point 4 point ကို input မှာရိုက်တော့မယ်ပထမ point က 2 minus 2n comma 4 minus 4n 4 minus 4n comma 0ဖြစ်ပါတယ်ပြီး enter လေးခေါက်လိုက်မယ်ဟုတ်ပြီဒီမှာကျွန်တော်က slider လေးကိုအမြင့်ဆုံးမှတ်ထားတယ်အလဲကိုထားလိုက်မယ်ဟောဒီမှာ slider လေးကဇိုင်းကလည်းလို့ point G လေး 2D မှာရော 3D မှာရော point G လေးအဲ့ရွေ့နေပါတယ်မြင်အောင်ကျွန်တော်အလဲလေးပဲထားလိုက်မယ်เนาะဟုတ်ပြီဒါဆိုရင် CA line မှာရှိတဲ့ coordinate point ရပြီ CB line မှာရှိတဲ့ coordinate point ကိုကျွန်တော် set input မှာရိုက်တော့မယ်ရှင်းပြကျွန်တော်ပြောတဲ့ဒီလေးရေးနေမယ်သူရဲ့တန်ဖိုးက 2 minus 2n 4 0ဖြစ်တယ်ဒီ enter လေးခေါက်လိုက်မယ်ဒါဆိုရင် CB line ပေါ်မှာ x ဆိုတဲ့ point လေးတစ် point ရပြီဟုတ်ပြီဒါဆိုရင်ဒါ solid ရဲ့အောက်ခြေမှာရှိတဲ့ point လေးတစ် point ရပြီအထက်မျက်နှာပြင်မှာရှိတဲ့ point တစ် point ကိုကျွန်တော်ဆက်ပြီးတော့ရိုက်မယ်ဒါဆိုရင်ကျွန်တော်တတိယ point က FD line ပေါ်မှာရှိတဲ့ point ကိုရိုက်မယ်ဒါတော့2 minus 2n 4 minus 4n 5 minus 4n ပြီး enter လေးခေါက်လိုက်မယ်ဒါဆိုရင် FD line ပေါ်မှာဟောမယ် point တစ် point ရလာပြီဟုတ်ပြီနောက်ဆုံးတစ် point ကျန်သေးရဲ့ဆက်ရိုက်မယ်2 minus 2n comma now 4 5 minus 4n ပြီးရင် enter လေးခေါက်လိုက်မယ်ဟုတ်ပြီ point တွေရလာပြီဒါပေမဲ့ကျွန်တော်မျက်စိအမြင်လေးတွေဒီမှာ label တွေနဲ့ရှုပ်နေတယ်မလိုအပ်တဲ့ label တွေကျွန်တော်ဖြောက်ချင်တယ်ဘယ်လိုဖြောက်မလဲအဲ့တော့မလိုအပ်တဲ့ label တွေ ABCD ရောကစဖြောက်မယ်အဲ့တော့ A point လေးဒီမှာရှိဘေးကအပြောင်း point လေးတစ်ချက်နှိပ်လိုက်ရင် A point လေးပျောက်သွားပြီ sorry ဒါက point ဖြောက်တာပေါ့နော် label ဖြောက်မယ်နော်အဲ့တော့သူ့ကို left click တစ်ချက်နှိပ်ပြီးရင်မ show label နှိပ် B point ကိုလည်း left click right click show label C point ကိုလည်းပဲ left click right click show label D point left click right click show label E left click right click show label ဟုတ်ပြီ F point ကိုလည်းကျွန်တော်ဖြောက်တော့ပါဘူးဟုတ်ပြီကျန်တဲ့ကျွန်တော်တို့ကမှ GH ING ဆိုတဲ့ point လေး point ကိုကျွန်တော်ကဆက်လိုက်တဲ့ခါမှာကျွန်တော်တို့ cross section နဲ့ပိုင်းပြချင်တဲ့ rectangle ပုံလေးရမှာဖြစ်တယ်
သူတို့ကိုဆက်တဲ့ခါမှာခုနကျွန်တော်ပထမစက်ကဲတယ်လို့ပါပဲခုဒီမှာ tools တွေက9ခုမြောက်ပစ္စမမြောက် polygon tools လေးကိုရွေးမယ်down arrow လေးရှိတယ်သူ့ကိုတစ်ချက်နဲ့ polygon ကိုတစ်ကြောင်ပြန်ရွေးဆိုတော့လို့ပဲဆရာဆရာမတို့စကျင်တဲ့ point ကနေစထားပါသို့တော့ဘယ်ရေးဆိုဘယ်ရေးတက်ညာရေးဆိုညာရေးတက်တော့ပါသဘောကတော့ clockwise ဆို clockwise anti clockwise ဆို anti clockwise ပတ်ပြီးပါနော်စကျင်တာဒီမှာ point G ကနေစ point G ပြီးရင်အပေါ်တက်မယ် point I in point J point X ပြီးရင်နောက်ဆုံးစမှတ်ဖြစ်တဲ့ point G ပြန်လာပဲပြီးရင်ဒီ setting ရဲ့ function ကိုကျွန်တော်ပြန်ဖြည့်ပေးရတယ်ဒီကောင်လေးနဲ့တန်း cancel လုပ်ပြန်ဖြည့်ပေးရတယ်ဒါမှသာလည်းကျွန်တော်တို့ဒီလိုသွားလို့ရတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်က GHIG ဆိုတဲ့ label တွေလေးကျွန်တော်ပြန်ဖြောက်တော့မယ်တော့ G ကို left click တစ်ချက်နဲ့ right click တစ်ချက်နဲ့ show label H ကို left click right click show label I ကိုလည်းပဲထုံလေးကောင်းတိုင်းပါပဲ J ထုံလေးကောင်းတိုင်းပါပဲဟုတ်ပြီရလာတဲ့ quadrilateral လေးကိုကျွန်တော်ကအယောင်ပြောင်းအောင်မယ် quadrilateral မလို့ဒီမှာ Q2 ပထမအစိမ်းအောင် quadrilateral က Q1 ဒီကောင်ဒုတိယမြောက် quadrilateral မလို့က Q2 ဖြစ်ပါတယ်သူ့ကို left click ပြီး right click အောက်ဆုံးမှာပါရှိတဲ့ object property ကိုတစ်ချက်သွားပေးပါအရောင်ကိုပြောင်းချင်တာဖြစ်တဲ့အတွက် color ကိုရွေးပေးပါကျွန်တော်ဒီမှာအပြာရောင်ကျွန်တော်ပုံရလို့ပဲကျွန်တော်ပန်းစီရောင်လေးပဲပြန်ရွေးလိုက်ပါမယ်ပြီးရင် opacity အရောင်ဖြောရင်ကိုတင်လိုက်မယ်ပြီးရင် cancel လေးပိတ်လိုက်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ cross section နဲ့ပိုင်းပြချင်တဲ့ rectangle လေးရလာပြီအဲ့ rectangle လေးကိုကျွန်တော်ဒီ slider လေးနဲ့ကစားပြမယ်ဟုတ်ပြီအမြင့်ဆုံးမှ1မှာဒီမှာဆုံးသွားတယ်အနိမ့်ဆုံးမှ0မှာဒီမျက်နှာတစ်ဖြောင်နဲ့သွားကြရန်ကစားပြမယ်စလိုက်တာလေးကစားလိုက်ပြီဖြည်းဖြည်းချင်းနဲ့ထွက်လာပြီနောက်ဆုံးပွင့်ကိုရောက်သွားပြီဟုတ်ပြီဒါကတစ်ချက်တည်းကျွန်တော်တို့ကចောင်းသားတွေကိုအလွာချက်လေးအလွာကျွန်တော်ပေါ်ပန်းစလိုက်မှာပြခဲ့သလိုအလွာပပလေးတွေဖြစ်မြင်တွေ့အောင်ပြချင်တာလက်တွေ့ပြချင်တာဆိုလို့ဘယ်လိုလုပ်ရမလဲလွယ်ပါတယ်ခုကျွန်တော်တို့ပြချင်တဲ့ Q2 ဆိုတဲ့ဒီ angular panel လေးကို left click တစ်ချက်နဲ့ပြီးရင် right click တစ်ချက်နဲ့ object property သွားအိုင်မှာအောက်မှာ show label ရဲ့အောက်က show trace ဆိုတာလေးတွေ့ပါလိမ့်မယ်ကျွန်တော်ခု pointer ထောက်ပြထားတယ်လေ show trace သူ့ကိုအမှန်ချစ်လေးပေးလိုက်ပါပြီးရင်ပိတ်လိုက်ပါဟောအဲဆိုကျွန်တော် slider လေးကိုဖြည်းဖြည်းချင်းကစားပြပါမယ်ဟောဒီမှာထွက်လာရင် slide ပိုပြီးမြင်တော့ဒီမှာ 3D graphic လို့ကျွန်တော်နည်းငယ် dimension လေးပြမယ်ဟောဒါဆိုရင်ကျွန်တော်ပိုင်းပြလိုက်တဲ့ slide ချက်လေးတွေလိုပါလေးတွေចောင်းသားတွေမြင်သာတော့မှာဖြစ်ပါတယ်ဒီဘက် dimension ကလည်းပြလို့ရပါတယ်ပိုပြီးမြင်သာစေခြင်းပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပု္ပ္ပစာ number 1ရဲ့ပုတ်ခွဲ B နဲ့ပတ်သက်တဲ့ 3D graphic ပုံကိုဆွဲသွားလို့ရတော့ပါပြီဒီပုံလေးကိုအချိန်မြွေးစိုက်နေတဲ့ချိန်ပြန်လဲဖုံးပြီးအသုံးပြုလိုက်နေအောင်ကျွန်တော်စစ်လို့ရပါတယ်နောက်တစ်ခါကျောင်းသားလေးကိုပြန်လဲပြတ်နေဆိုရင်ဒီလိုမျိုးသက်ဆွဲကြမလို့တော့ပဲနဲ့အရန်နဲ့အစင်နဲ့ကျွန်တော်တို့ပြသလို့ရပါတယ်အဲ့လိုပြသဖို့ကျွန်တော်တို့စေပုံစလေးပြောပါမယ်အခုမှကျွန်တော်တို့က GeoGebra ဒီပုံနဲ့ပတ်သက်တဲ့ GeoGebra function တွေတိစောက်တာကိုခုမှစလုပ်တာဖြစ်တဲ့အတွက်သူ့ကိုစေတဲ့အခါမှာကျွန်တော်တို့ကဘယ်လိုစေရမလဲဆိုတော့ပြောပါမယ်အပေါ်မှာရှိတဲ့ file ဆိုတဲ့ setting လေးပေါ့နော်ဒီမှာ setting လို့ left click တစ်ချက်နှိပ်ပြီးပါဒီမှာ save ရယ် save apps ရယ်တွေ့ပါတယ်ကျွန်တော်ပြောခဲ့သလိုပဲအခုမှပထမဦးဆုံး save မှာဖြစ်တဲ့အတွက် save as နဲ့ဒီလို save ပါမယ်ဒါ save as လေးကိုနှိပ်ပါမယ်နှိပ်ပြီးတော့ဒီမှာနာမည်လေးမြင် file လေးကျွန်တော်မြင်တာအောင်ကျွန်တော်ရဲ့နာမည်တူကောင်လေးထားလိုက်ပါမယ် DSA ဆိုထားလိုက်ပါမယ်နာမည်ရွေးပြီးကမှကျွန်တော်ဘယ်နေရာမှာဘယ် file တွေထဲမှာတိတ်နေဆိုတော့မေးပါလိမ့်မယ်ကွန်ပျူတာကိုကျွမ်းကျင်တဲ့လူတွေများကတော့မိမိကြိုက်နေတဲ့ folder ထဲမှာသွားပြီးစစ်နိုင်ပါတယ်သို့တော့ကျွန်တော်အခုပြောပြမယ်အချက်လေးကကွန်ပျူတာကိုကျွမ်းတော်ဝင်မဖြစ်တဲ့ဆရာမများလေးလာသူတွေအတွက်ရွေးပြီးတော့မိမိတို့
ဆေးလိုက်တဲ့ပုံကိုလွယ်ကူပြန်ရှာတွေ့စေဖို့တော့ရွေးပြီးတော့ desktop ဆိုတဲ့ကောင်လေးကိုရွေးပြီးပါဟုတ် desktop ကိုလည်းအဲ့ဒီ desktop လေးကိုရွေးပြီးဆေးလိုက်တဲ့အခါမှာဆေးသမျှတော့ဓာတ်ပုံတွေဗီဒီယိုတွေဒီ desktop ပေါ်မှာလွယ်ကူပြန်ရှာလို့ရနိုင်ပါတယ်ဒါကကွန်ပျူတာကိုမရင်းနှီးသေးတဲ့မကျွမ်းကျင်သေးတဲ့သူများတွေရွေးပြီးတော့ကျွန်တော်ပြောရတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် desktop လေးရွေးပြီးတော့ဒီမှာဆေးလိုက်ပြီးအောက်က file type ကိုတော့သူ့တိုင်းပဲထားမယ်ဘာမှမချိန်ဘူးပြီးရင်ဆေးလိုက်ပါပြီဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီကောင်လေးခဏပိတ်ပြီးတော့ပြန်ဖွင့်ပြမယ်ပြန်ရှာပြမယ်ဟောဒီမှာကျွန်တော်ရဲ့ desktop screen မှာ TSH ဆိုတဲ့ file လေးတွေ့ပြီသူ့ကို double click တစ်ချက်နှိပ်ပြီးတော့ဖွင့်ကြည့်ပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ခုနကဆွဲပြီးဆေ့ခဲ့တဲ့ဆွဲသားပြီးတော့ဆေ့ထားခဲ့တဲ့ပုံလေးရပါပြီဒီ slide ကလေးဒါပါဟောဒီ slide ကဒါနဲ့ချိုးထွေးစလေးကိုပြန်ဖြောက်ချင်လည်းရပါတယ်ဒီလိုအချက်တွေမပြချင်ဘူးဆိုရင်လည်းပြန်ဖြောက်နည်းကကျွန်တော်ခုနထားခဲ့တဲ့ to-do ကို left click ချက်နဲ့ right click ချက်နဲ့ object property သွားပြီးရင် show trace ကိုအမှန်ကြီးလေးပြန်ဖြုတ်ပေးလိုက်ရင်အဲ့ဒီ slide ချက်လေးတွေပျောက်သွားပြီးတော့ rectangle တစ်ချက်လေးပဲပြထားလို့ရတာတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုထပ်မှန်ဖြည့်ဆိုပြောချင်တာကဆောင်းတာကျွန်တော်ဆေးခဲ့တာကကျွန်တော်တို့ CS နဲ့ဆေးခဲ့တယ်ဒီအပေါ်က CS ကဘယ်လိုလုပ်လို့လဲကျွန်တော်ထပ်ပြောမယ်ဟုတ်ပြီ तू ကသူ့ရဲ့သဘောကဘယ်လိုလဲဆိုတော့အခုကျွန်တော်တို့ဆေးပြီးလို့ကိုမချိုက်တဲ့အချက်လက်တွေကို edit ပြန်လုပ်မယ်ဆိုဘာလို့အခုကျွန်တော်ဒီမှာဆိုရင်ဗာလေးပြောနေတော့ဒီ slide ပြားလေးကိုကျွန်တော်ပြန်ဖြောက်ပြီးတော့ဆေးမယ်နော်ဒီအနေမှာ first setting နဲ့ပြန်ဖြတ်တဲ့ slide ပြားလေးကိုကျွန်တော်ဖြောက်လိုက်ပြီပိုင်းတွေကိုလည်းကျွန်တော်ဖြောက်လိုက်မယ်ဗျာဖြောက်လိုက်မယ်မလိုချင်ဘူးဒီပုံလေးတိုင်းကိုဆက်ပြီးဆေးခြင်းတယ်ကျွန်တော်မလိုရတဲ့အချက်လေးတွေကို edit လုပ်ပြီးဖြောက်လာတဲ့အနေထားကိုကျွန်တော်ကလုပ်လိုက်ပြီးမှပြန်ဆေးခြင်းတယ်ဆိုရင် file ကိုသွားပါဟုတ်ပြီအဲ့လို edit လုပ်ပြီးဆေးမဲ့ခါမှသာလျှင်ကျွန်တော်တို့ကဒုတိယအချိန်မြောက်ဒီ file ကို save မှာဖြစ်တဲ့အတွက် save as mode တော့ပဲနဲ့ save နဲ့ပဲရိုး save ပေါ့နော်ရိုး save ဆိုလေးနဲ့ save လိုက်မယ်ဆိုရင် save သွားပါပြီကျွန်တော်ပြန်ဖွင့်ပြပါမယ် DSA လေးကိုကျွန်တော် double click နဲ့ဖွင့်လိုက်မယ်ဒီမှာအခုဒီမှာပေါ်နေရတွေ့တယ်ခုန slide ပြလေးမပါတော့ဘူးပွားနေမပါတော့ဘူးเนาะအဲ့လိုမျိုးဒီမှာရိုး save ကအခါဆေးပြီးသား file ကို edit အချက်လက်တွေပြန်ပြင်ပြီးတော့ edit လုပ်ပြီးတော့ညှဆေးတဲ့ခါမှာသုံးပါတယ်အောက်ကဒုတိယ CF ကအခုမှပထမဦးဆုံးစဆွဲတဲ့mix တဲ့အခုကျွန်တော်တို့ဥစ္စာနံပါတ်1ရဲ့ပုတ်ခွဲ B ပုံကိုခုမှစဆွဲတာအဲ့ပုံကိုစဆေးတာဖြစ်တဲ့အတွက် CS နဲ့ဆေးပေးရပါတယ်ပြီးတဲ့ခါမှာကိုစဉ်းစားမိလို့အတွေးပေါ်တယ်လို့ပြန်ပြီး edit လုပ်ချင်တယ်ပြန်ပြီးဖြစ်ဆွတ်ချင်နေတာလေးပြီးမှဆေးတဲ့ခါမှာဒီမှာရိုးဆေးကိုပြောင်းဆေးပေးရပါတယ်ဒါဆိုရင်အခုကျွန်တော်ပြောတဲ့အချက်လေးနှစ်ချက်ကိုဆရာဆရာမတို့ကောင်းလေးသဘောပေါက်မယ်လို့ထင်ပါတယ်ဒီကပထမချက်ကစဆွဲခြင်းကို CS နဲ့ဆေးပေးရတယ်ပြီးရင်ကြိုက်တဲ့ data အချက်လက်ကိုပြန်ပြင်ပြီး edit လုပ်ပြီးတော့ဆေးခြင်းအပေါ်ကဆေးနေပဲပြန်ဆေးပေးဦးပါပဲနောက်ဆိုရင်နားလည်မယ်လို့ညွှန်လင်းပါတယ်ဟုတ်ပြီအဲဒါဆိုကျွန်တော်ဒီကောင်လေးခဏပိတ်လိုက်မယ်ဟုတ်ပြီအခုကျွန်တော်ဝေမျှပေးခဲ့တဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဆရာဆရာမတို့ကိုယ်တိုင်လေ့လာသူတို့ကိုယ်တိုင်ပုံစံပုတ်ခွဲလေးပုံစံနံပါတ်1ရဲ့ပုတ်ခွဲလေး B နဲ့ပတ်သက်တဲ့ 3D graphic ပုံကိုပြန်လည်ဆွဲသားကြည့်ဖို့ပြန်လေ့ကျင့်ကြည့်ဖို့လွယ်ကူလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးသောဆရာဆရာမများနဲ့လေ့လာသူများပေါင်းကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေဘေးရန်တွေပေါင်းလေးကင်းဝေးကြပါစေလို့ဆုမွန်ကောင်းတောင်းပေးရင်းနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်